long time no see ငယ်ရအားလုံးမတွေ့ရကြဘူးတစ်ချက်သတိရတယ်ယူရိုအားလုံးကျမ်းမာပျော်ရွှင်ကြပါစေလို့တစ်ချက်ဆုတောင်းမြတ်တာပို့တာပါတယ်ဒါနဲ့ကြုံလို့တစ်ချက်တစ်ခုတော့မေးအောင်မယ်ယူရိုဘဝမှာနေရထိုင်ရတာရှင်းတာကြိုက်လားရှုပ်တာကြိုက်လားရှင်းတာကြိုက်ပါတယ်တစ်ချက်လို့ဖြစ်မှာပေါ့နော်ဒါပေမဲ့အဲ့ဒါမဟုတ်ဘူးရှုပ်တာကြိုက်ပါတယ်ဘာဖြစ်လို့လဲသိလားဒီချက်ကိုယ်တိုင်ယူရိုရွယ်တော့အဲ့ဒီလိုပဲဖြစ်ခဲ့လို့ပဲဒါလည်းအကြောင်းရင်းရှိတယ်ရှယ်ရိုရဲ့အသက်အရွယ်အသိဉာဏ်ပညာရေးချင်းအတွေ့အကြုံတွေကနှုတ်နယ်သေးလို့ပေါ့အဲ့တော့ဥပမာပေးရရင်ကိုယ့်ရဲ့တကိုယ်ရည်တကာရကိစ္စအစပြီးအရေးကြီးတဲ့ကိစ္စတွေအထိပေါ့လောက်ကင်ဆောင်ရပြီဆိုရင်ဖေးပါမှဖြစ်တယ်အမေပါမှဖြစ်တယ်ဒီဟာမရှိရင်လည်းမဖြစ်ဘူးဟိုဟာမပါရင်လည်းမဖြစ်ဘူးဆိုရင်ရှုပ်လိုက်တာဆိုတာရှာတို့အချိန်တစ်ခုရောက်တဲ့အခါရှင်းရှင်းလင်းလင်းနေရတော့မယ်ဆိုရင်အခြေအနေအစ်စ်တစ်ခုကြုံရပြီဆိုရင်တော်တော်လေးအခက်အခဲဖြစ်ပါတယ်ဒါတစ်ချက်ကိုတွေ့ပါဒါကြောင့်အဲ့ဒါတွေကိုဘယ်လိုကြော်လွှားရမလဲဒီချက်လို့မေးလာရင်ယူရိုဘွားရဲ့ពេលတိုင်းလောက်ကင်ဆောင်ရွက်နေရတဲ့ကိစ္စတွေထဲမှာမလိုအပ်တဲ့အရာတွေကိုရှော့လိုက်ပါအရေးမကြီးတာတွေကိုဖယ်ထုတ်လိုက်ပါအဓိကဦးစားပေးရမယ့်အရာတွေကိုတိတ်ချစစ်စစ်ရွေးချယ်ပြီးတော့အကောင်းဆုံးနည်းလမ်းနဲ့အောင်မြင်တဲ့အထိလုပ်ပါဒါဆိုရင်ယူရိုမှာဝင်တော့ဝင်ပိုးတွေကတော်တော်ရော့သွားပြီးတော့စိတ်လည်းရှင်းသွားတာဖြစ်တဲ့အတွက်ယူရိုလုံနေတဲ့အလုပ်တွေပညာရပ်တွေပေါင်းသိဆက်ဆံနေရတဲ့လူတွေရဲ့အကြောင်းရှင်းရှင်းလင်းလင်းသိမြင်လာပါလိမ့်မယ်အဲ့ဒါတွေကတော့အကျိုးကျေးဇူးတွေပါနော်နောက်တစ်ခါတစ်ချက်ဒီထက်ပိုပြီးရေးကြည့်ရဲ့ message ကိုပေးချင်ပါတယ်ယူရိုကိုယ်တိုင်ကရှင်းရှင်းလင်းလင်းနေတတ်ထိုင်တတ်ပြီးဆိုရင်ယူရိုကိုဘယ်သူမှလာရှုပ်လို့မရပါဘူးကောင်းသောနေ့ဖြစ်ပါစေ